သင်အိတွေပြဿနာတစ်ခုခုရှိလေသို့မဟုတ်မိသားစုအကြမ်းဖက်မှုအတွက်တဆုံတူစိုးရိမ်နေပါက Victoria Police Victoria Police မှသင်အားစစ်ဆေးရန်ရောက်ရှိလာနိုင်ပါသည်ဒါကိုလူမှုဖူလုံရေးစစ်ဆေးမှုလို့လည်းခေါ်ပါတယ်လူဒန်းဘေးကင်းကြောင်းဒေချာစေရန်ရဲအရာရှိများကသင်အိမ်သို့လာမည်ဖြစ်ပါသည်၎င်းတို့သည်တာမန်နှင့်ယူနီဖောင်း၏တစိမ့်တပန်းဖြစ်သည့်တနတာစာနှင့်ကင်မရာတို့ပါဝင်သောယူနီဖောင်းအပြည့်အစုံကိုဝတ်ဆင်မည်ဖြစ်ပါသည်ဗစ်တိုးရီးယားရဲများသည်သင်ဘေးကင်းစေရန်အတွက်အိမ်အတွင်းသို့ဝင်လာနိုင်သည့်စွမ်းအားရှိသည်စကားပြန်တောင်းလို့ရတယ်သင်လုံနိုင်သည်မိခုံးများမေးပြီးအကူအညီသို့မဟုတ်အကြံဉာဏ်တောင်းနိုင်ပါသည်ရဲတွေကသင်အိမ်မှာအန္တရာယ်ရှိမရှိစစ်ဆေးပါလိမ့်မည်၎င်းတို့သည်ရခင်ကပြဿနာများရှိမရှိစစ်ဆေးမည်ဖြစ်ပြီးယခုဖြစ်ပျက်နေသည့်အရာနှင့်ရခင်ကဖြစ်ခဲ့သည်ကိုနားလည်ရန်ကလေးများအပါအဝင်အိမ်ရှိလူတိုင်းနှင့်စကားပြောနိုင်သည်ဗစ်တိုးရီးယားရဲတွေကမိကိုကူညီဖို့ရှိနေတယ်ဆိုတာသတိရပါသို့မဟုတ်အင်္ဂလိပ်လိုနားလည်ပါကရဲများကကူညီရန်စကားပြန်ကိုပေးနိုင်ပါသည်အကူအညီပေးဖို့ရဲအရာရှိတွေရှိတယ်သင်သို့မဟုတ်သင်သိသူတူဦးသည်မိသားစုအကြမ်းဖက်ကြုံနေရပါကအကူအညီတောင်းရန်အဆင်မပြေပါကအရေးပေါ်အခြေအနေတွင်003လုံးသို့ဖုန်းခေါ်ဆိုနိုင်ပါသည်သို့မဟုတ်သင်နယ်မြေရဲစခန်းကိုဆက်သွယ်နိုင်ပါသည်ဘီကင်းစွာနေထိုင်ပါ Victoria Police Victoria Police သည်သင်အားကူညီရန်ရှိနေပါကြောင်းသတိရပါ